ရှေးခါကတောင်နာနာကရွယ်ကြီးသူရွာမှာငွေကြီးချမ်းသာသည့်လူသိများသောလင်မယားနှင့်ညောင်နေထိုင်ကြသည်သူတို့သည်စီးစိမ်ဥစ္စာများရှိတော်လေမိသားစုစည်းလုံးမှုကိုအလွန်တန်ဖိုးထားသူများဖြစ်ကြသည်သူတို့တွင်သားနှစ်ယောက်ရှိပြီးတားကြီး၏ဇနီးမှာမပလဲဖြစ်သည်မပလဲသည်မျက်နှာချိုချိုစကားပြောချိုသားပြီးလူရှိတွင်အပြုအမူကောင်းများပြတတ်သည်သို့တော့စိတ်အတွင်းမှာမနာလူဝန်တိုစိတ်ကြီးပြီးအခြားသူများကိုလှည့်စားတတ်သောကောက်ချစ်သူဖြစ်သည်တားငယ်၏ဇနီးမှာတော့မမြခက်ဖြစ်ပြီးသူမသည်မျက်နှာပျော့ပြောင်းစိတ်ထားကောင်းမြတ်တွေကိုချင်းစာတရားပြည့်ဝတော်မင်းကလေးဖြစ်သည်အလုတ်အကျွေးကိုပျော်ရွှင်စွာလုပ်ကင်တတ်သည်မိသူအကောင်မမဆိုမြစ်တာထားတတ်သည်မနက်ကိုင်းညီထွက်ချင်ကလေးကမမြခတ်သည်နိုးထားပြီးအင်တကားဖွင့်ရေခတ်မိဘိုးချောင်တဲ့ဝင်ကမိသားစုအထွတ်ထမင်းဟင်းပြင်းစင်လေးရှိသည်မပလေးကတော့အိယာတဲ့တွင်အချင်းကြကြနေပြီးအိုးခါနာတယ်ခေါင်းကိုကြိုက်ကဲဟုပြောကအလွတ်များကိုမမြခတ်ထန်လွှဲပေးလိရှိသည်မမြခက်ကလည်းမိတို့မှမပြောဘဲအမနေလို့မကောင်းရင်ငါလုပ်ပေးမယ်ဟုပြောကအိမ်အလုတ်အားလုံးကိုတယောက်တည်းလွတ်ကင်ပေးသည်သို့တော့ယောခမများရှိတွင်မပလဲကအမေတို့ရေကျမတယောက်တည်းအလုတ်လုပ်နေရတာပင်ပန်းလွန်းနေမြခက်ကတော့အနားယူနေလေရှိတယ်ဟုလင်းလေပြောဆိုလေသည်ထိုစကားများကြောင့်ယောခမကြီးစိတ်ထဲတွင်မမြခက်အပေါ်အနှဲငယ်အထင်လွဲမှုများဖြစ်လာသည်တနေ့တုန်းကယောခမကြီးသည်ဈေးဝယ်ရန်တင်ထားသောငွေအိတ်လေးကိုရှာမတွေ့တော့ပါအိမ်တအိမ်လုံးလှည့်ရှာတော့လည်းမတွေ့သဖြင့်စိတ်ပူပန်သွားသည်အမှန်မှာထိုငွေကိုမပလဲကရှုခွဲ့ယူသွားသည်မိမိအတွက်အလှပပစ္စည်းများဝယ်ခဲ့ခြင်းဖြစ်သည်သို့တော့မပလဲကမျက်နှာအပြုံးလေးနဲ့အမေမြခက်ကသူ့မိဘတွေကိုပတ်စံပို့ခြင်းတယ်လူဖောင်းနေတာကြားဘူးပါတယ်ဟုလိန်လေ၍အပြစ်ကိုမမြခက်အပေါ်တင်လိုက်သည်မမြခက်သည်မထင်မှတ်ပဲဆွဆွဲခံရပြီးအမေကျမမယူပါဘူးဟုမျက်ရည်များနဲ့ရှင်းပြတော့လေယောခမကြီးစိတ်တွင်မယုံကြည်နိုင်တော့ပေနောက်ဆုံးတည်းဒီအိမ်မှာမနေရတော့ဘူးဟုပြောကမမြခက်ကိုအိမ်မှထုတ်ပယ်လိုက်သည်မမြခက်သည်မျက်ရည်စည်းကြောင်းများနဲ့အိမ်ကိုထွက်ခွာကတောထဲတွင်တီးလွတ်များတကြီးများဖြင့်အသက်မွေးဝမ်းကြောင်းလောကင်နေထိုင်ရသည်သူမယူစိတ်ထဲတွင်မိသူ့အပေါ်မှမဆိုမနာလူစိတ်မထားပဲတနေ့တော့အမှန်တရားပေါ်လာမယ်ဟုယုံကြည်နေခဲ့သည်အချိန်အနှဲငယ်ကြာပြီးနောက်ရွာတွင်ပြင်းထန်သောယောဂတစ်မျိုးကူးဆက်လာသည်လူများစွာနာမကျန်းဖြစ်ကြပြီးမပလဲလဲထိုယောဂကြောင့်အလွန်ပြင်းထန်စွာနာမကျန်းဖြစ်လာသည်သူမ၏အတိတ်အကျင့်များကြောင့်မိသူမအလာရကူညီခြင်းမရှိတော့ပေမမြခတ်သည်ထိုသတင်းကိုကြားသည့်အခါသူမဘလို့ပဲထိခဲ့ပါစေလူတစ်ယောက်ကိုကယ်ရမှာပဲဟုဆုံးဖြတ်ကပြန်လာခဲ့သည်မပလဲကိုတွေ့သည့်အခါသူမ၏ခန္ဓာကိုယ်သည်အားနည်းလွန်း၍အသက်မဲ့သလိုထိနေသည်မမြခတ်သည်ဒဏ်ရာများကိုတန်ရှင်းစွာဆဲကြောပေးသည်တောလဲကဆေးမြင့်များရှာ၍ဆေးပြုတ်လုပ်သည်ညညစ်မအိပ်ပဲစောင့်ရှောက်ပေးသည်မပလဲ၏အသက်ကိုမေတ္တာနှင့်ကယ်တင်ပေးသည်မပလဲတတိပြန်လာသည့်အခါမမြခက်၏မေတ္တာကိုမြင်တွေ့ပြီးမျက်ရည်များကျလာသည်နောက်ဆုံးတွင်မိသားစုရှေ့တွင်ကျမမှားခဲ့ပါတယ်ငွေထိုးတာလေကျမပါမြခက်ကိုလင်ပြောတာလေကျမပါဟုဝန်ခံလိုက်သည်ယောခမကြီးနှင့်မိသားစုဝင်များသည်မမြခက်ကိုမှားယွင်းစွာဆက်ဆံခဲ့ခြင်းကြောင့်အနွယ်နောက်တရမည်တောင်းပန်ကြသည်ထို့နောက်သာမမြခက်သည်မိသားစု၏ယုံကြည်ချက်နှင့်ချစ်ခင်မှုကိုပြန်လည်ရရှိခဲ့သည်မပလဲသည်မိအမှားများကိုနောင်တယူကရိုးသားစွာပြန်လည်နေထိုင်လာခဲ့သည်ရိုးသားချင်းသည်အချိန်ကြာတော့လဲအနာရမည်မေတ္တာရှိသူသည်အဆုံးတွင်အလင်းကိုတွေ့ရမည်